အင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောနိုင်ဖို့ကြိုးစားနေရတာနှစ်တည်ကြာနေပြီလားအားမလျှော့လိုက်ပါနဲ့ဒီနေ့မှလေစနစ်ကြာတန်ကြားရေးအတွေ့အကြုံကနေထွက်လာတဲ့အထီးရောက်ဆုံးနီလန်းတွေကိုဟုတ်တယ်အကောင်းဆုံးနီလန်းတွေကိုပဲစူးစီးပြီးတော့အားလုံးအတွက်လက်ဆွဲစာအုပ်လေးတစ်ခုလို့ရှင်းပြပေးသွားမှာပါအင်္ဂလိပ်စာလေးလာနီးရနဲ့တိုးတက်တဲ့ထလောင်မတိုးတက်တော့ပဲတနည်းအားမှာပဲရက်နေထလောင်မျိုးခံစားဖို့ကြမှာပါနော်အဲ့လိုခံစားချက်ကတော်တော်လေးအားပြည့်စေတာမျိုးလေဒီနီလာနေကလေလေးတဲကနေပေါ်လာတာတော့မဟုတ်ဘူးပေါ့နော်ပညာရှင်အန်တိုနီကယ်လာဟာဆိုတဲ့သူကသူ့ရဲ့10နှစ်တာအတွေ့အကြုံတွေကိုအခြေခံပြီးတော့အောင်မြင်တဲ့လီလာတို့နဲ့ထုံးတဲ့ niche တွေကိုသူတွေ့သနာလုပ်ထားတာဆိုတော့တကယ်ကိုခိုင်မာတဲ့အချက်အလက်တွေပေါ်မှာအခြေခံထားတာမို့ယုံကြည်စိတ်ချလို့ရပါတယ်ကဲဒီတော့ဒီစီးမြင့်တွေကိုတစ်ခုချင်းစီအချက်တွေချီးပဲကြည့်တော့မှာမဟုတ်ဘူးနော်အင်္ဂလိပ်စာကျွမ်းကျင်ဖို့အတွက်ပြည့်စုံတဲ့စနစ်တစ်ခုကိုအတွက်လက်ဆွဲစာအုပ်လေးတစ်ခုတိစောက်သွားကြမယ်လို့သဘောထားပြီးလေးလာကြည့်ကြရအောင်ဒီလက်ဆွဲစာအုပ်မှာအဓိကအပိုင်း၃ပိုင်းပါပါမယ်အခြေခံအုံမြင့်လောင်စာပြီးတော့လက်နက်ကိရိယာတွေပေါ့ဟုတ်ပြီပထမဆုံးအပိုင်းကိုစလိုက်ရအောင်ဒါတော့အခြေခံအုံမြင့်ဆိုလိုတာကကိုယ့်ရဲ့စိတ်နေစိတ်ထားပေါ့ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာဒီ mindset ကအရေးကြီးဆုံးပဲမဟုတ်လားဒီတော့ခိုင်မာတဲ့အုံမြင့်တစ်ခုတိစောက်ဖို့ပထမဆုံးလိုအပ်တာဘာလဲဒီလား consistency ပါတစိုက်မမတ်လုံနိုင်ဖို့ပေါ့အများကြီးမလိုပါဘူးနေတဲ့အနည်းဆုံးတနာရီလောက်တော့အင်္ဂလိပ်စာနဲ့ထိတွေ့နေဖို့လိုပါတယ်ဒါကစာချက်ရမယ်လို့တုံးတာမဟုတ်ဘူးနော်ကိုကြိုက်တဲ့ရုပ်ရှင်ကြည့်တာတချင်းလေးနောက်ထောင်တာ game ဆော့တာအဲ့ဒါတွေအကုန်လုံးကအင်္ဂလိပ်စာနဲ့ထိတွေ့မှုပဲလေ consistency ပြီးရင်ဒုတိယအရေးကြီးဆုံးက motivation ပါစိတ်အားထက်သန်မှုပေါ့ဒါကိုဆက်ထင်းထားနိုင်ဖို့လေ့ကျင့်ခန်းလေးတစ်ခုရှိခဲ့ပထမဆုံးကိုမေးကြည့်ပါအင်္ဂလိပ်စာတကယ်ကျွမ်းသွားရင်ငါ့ဘောမှာဘာတွေပိုကောင်းလာမလဲဒုတိယအဆင့်မှာအဲ့ဒီအကျိုးကျေးဇူးတွေကိုစာရင်ချရေးလိုက်ဥပမာအလုပ်ပိုကောင်းတာလားစာတိုးတာနိုင်ငံခြားခရီးလေးသွားနေတာမျိုးပေါ့တတိယအဆင့်မှာအဲ့ဒီအကျိုးကျေးဇူးတစ်ခုချင်းစီအတွက်ကိုစိတ်တက်ကြွစေမယ့်ပုံလေးတွေရှာထားလိုက်ပါနောက်ဆုံးအရေးကြီးဆုံးကမနေ့တိုင်းအိတ်ကထော်တိုင်းအဲ့ဒီစာရင်းနဲ့ပုံတွေကိုပြန်ကြည့်ပြီးတော့ကိုအိုင်းဒီပြန်ဖြည့်ပေးရမှာပါကဲအချက်ကအုံးမြစ်တော့ရောက်ပြီဆိုတော့အခုဒုတိယအပိုင်းကိုတွားကြည့်ရအောင်ဒါကတော့လောင်စာဆိုတော့ကကိုဦးနောက်ကိုအင်္ဂလိပ်စာနဲ့အမြဲတမ်းထိတွေ့နေအောင်ဘယ်လို fit လုပ်မလဲဆိုတာနီးလန်းကြီးပါပဲစဉ်းစားကြည့်လေဘာသာစကားတစ်ခုကိုကိုဦးနောက်ထဲစိတ်ဝင်သွားအောင်လုပ်ဖို့အကောင်းဆုံးနီးလန်းကဘာဖြစ်မလဲဟိုကလေးလေးတွေတို့မိခင်စကားကိုဘယ်လိုစတင်လဲဆိုတာပြန်ကြည့်အောင်တို့ဘဝရဲ့ပထမဆုံးတစ်နှစ်လုံးဘာလုပ်လဲဘာမှမပြောဘူးနားပိတ်ထောင်နေတာဟုတ်တယ်မလားအဲ့ဒါ listening ရဲ့အခြေခံကြဆုံးနဲ့အစွမ်းအထက်ဆုံးစွမ်းအားပဲဟုတ်ပြီခလေးတွေလုံးနားထောင်ခြင်းကိုအခြေခံရမယ်ဆိုရင်မြတ်တို့တွေကလူကြီးတွေဖြစ်နေပြီလေဆိုတော့ဒီဖြစ်စဉ်ကိုပိုပြီးမြင်အောင်ပိုပြီးထိရောက်အောင်လုပ်လို့ရတယ်အဲ့ဒီလိုနေတိုင်းအင်္ဂလိပ်စာနဲ့ထိတွေ့နေတာကိုပြောစရာကောင်းတဲ့အလေးချင်းတစ်ခုဖြစ်အောင်ဖန်တီးလို့ရတယ်ဥပမာလမ်းသွားရင်ကားစီးရင် podcast တွေ audio books တွေနားထောင်လို့ရတယ်ကိုတကယ်ဝါသနာပါတဲ့အကြောင်းအရာတွေဥပမာအားကစားအကြောင်း fashion အကြောင်းအဲ့ဒါတွေနဲ့ပတ်သက်တဲ့ blog တွေ magazine တွေဖတ်လို့ရတယ်ရုပ်ရှင်ကြည့်ရင်လည်း subtitle နဲ့ကြည့်တာထက်ဇာတ်ညွှန်းနဲ့တိတ်ကြည့်တာကပိုပြီးတောင်ထိရောက်သေးတယ်အကောင်းဆုံးအချက်ကဘာလဲဆိုတော့လေအခုခေတ်မှာ internet ဆိုတာအင်္ဂလိပ်စာလေ့လာသူတွေအတွက် paradigm ပုံလိုပါပဲဒီလို resources တွေထောင်းတောင်းချီပြီးအလက်ခါရနေလားတကယ်ကိုအခွင့်အရေးကောင်းတစ်ခုပဲနော်ကဲ foundation လည်းရှိပြီ fuel လည်းရှိပြီဆိုတော့အခုနောက်ဆုံးအပိုင်းဖြစ်တဲ့ tools လက်နက်ကိရိယာတွေအကြောင်းပြောကြရအောင်ဒါကတော့အခုရဲ့အင်္ဂလိပ်စာအရေးအသွေးကိုဘလို့ပို့ပြီးချုံးမွေ့အောင်ပိုကောင်းအောင်လုပ်မလဲဆိုရလက်တွေ့နည်းလမ်းတွေပဲဖြစ်ပါတယ်ဒီမှာရန်ရိုးရှင်းပြီးတော့တော်တော်လေးထိရောက်တဲ့နည်းလမ်းတစ်ခုကိုကြည့်လိုက်ရအောင်အဲ့ဒါက synonym swaps လို့ခေါ်တယ်ဆိုလိုတာကအမြဲတမ်းသုံးနေကြစကားလုံးတစ်လုံးကိုအတိတ်ပဲတူတဲ့ပိုကောင်းတဲ့စကားလုံးနဲ့အစားထိုးလိုက်တာဥပမာ the city is beautiful လို့ပြောနေမဲ့အစား the city is stunning လို့ပြောလိုက်တာမျိုးပေါ့ဒါမှမဟုတ်သမီးလေးကလာတယ်ဆိုရင် your daughter is beautiful အစား your daughter is gorgeous လို့သုံးလိုက်တာမျိုးလေအဲ့လိုပြောင်းသုံးလိုက်တာနဲ့ကိုယ်စကားကပိုပြီးကျွမ်းကျင်သလိုပိုပြီးတော့လဲဆွဲဆောင်မှုရှိသွားတာပေါ့နောက်တစ်ခုက native speaker တွေလို့တဘာဝကြကြပြောချင်တယ်ဆိုရင် idiom တွေကိုတီးထားဖို့လုံးဝမရှိမဖြစ်လိုအပ်ပါတယ်idiom ဆိုတာကပါလဲဆိုစကားလုံးတွေကိုတစ်လုံးချင်းစီတိုက်ရိုက်ပါသက်ပြန်ရင်အဓိပ္ပာယ်မထွက်ပဲစကားစုတစ်ခုလုံးမှာတီးတောင်ဝှက်ထားတဲ့အဓိပ္ပာယ်တစ်ခုရှိနေရမျိုးပါဥပမာလေးတွေကြီးလိုက်ရင်ပိုရှင်းသွားလိမ့်မယ် a piece of cake ဆိုတာမျိုးပေါ့ခိမ့်မုံတတုံးလို့တိုက်ရိုက်ပြန်လို့မရဘူးသူ့ရဲ့အတိတ်ဘယ်ကအရန်လွယ်လေလို့ပြောတာနောက်တစ်ခု bit of more than he could chew ဆိုတာကလေ
ထူဝါနိုင်တာထက်ပိုကိုက်လိုက်တယ်မဟုတ်ပဲကိုမနိုင်ဝင်ထမ်းမိတာမျိုးကိုပြောတာပါ ဂရာမာတက်တာလာပြန်ပြီလို့တော့မပြောနဲ့နော်တက်တာကိုညှိငွေ့ဆရာကောင်းတဲ့ပုံစံနဲ့အလွတ်ချက်ဆရာမလို့တဲ့နီလန်ကောင်းတစ်ခုရှိပါတယ်နားထောင်တာကိုပဲအခြေခံထားတာဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးတက်တာစီမင်းကိုခဏလေးအပေါ်ရန်ဖတ်လိုက်ပါပြီးရင်အဲ့ဒီစီမင်းကိုသုံးထားတဲ့ဥမာဝါချတွေကိုကိုယ့်အတန်နဲ့ပဲ recording ဖမ်းထားလိုက်ပြီးတော့အဲ့ဒီအတန်ဖိုင်ကိုအားတဲ့အချိန်တိုင်းအချိန်ပေါင်းများစွာပြန်နားထောင်မှနားတဲ့ဆွဲသွားပြီဆိုမှစီမင်းကိုပြန်ဖတ်ကြည့်အဲ့ဒီခါကျမှအသေးမဲကိုပို့ပြီးနက်နက်သဘောပေါက်သွားပါလိမ့်မယ်နောက်ဆုံးလက်နက်ကရိယာကတော့ vocabulary ပါစကားလုံးအသစ်တွေကိုဘလို့ချစ်ချစ်ရောက်ရောက်မှမြင်အောင်လုပ်မလဲဒီမှာစနစ်ကျတဲ့အရှင်း၅ဆင့်ရှိတယ်ပထမဆုံးတစ်နေ့ကိုစကားလုံးအသစ်9လုံးမရွေးပါအများကြီးမလို့ဘူးပြီးရင်တစ်လုံးချင်းစီတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တိုးလေးရေးပါတတိယအရှင်းကကိုယ့်ဘဝနဲ့ဆက်ဆက်ပြီးအဓိပ္ပာယ်ရှိတဲ့ဥပမာစာကြောင်းတစ်ကြောင်းစီဖန်တီးပါပြီးရင်နေ့တိုင်း10မိနစ်လောက်ချင်းပြီးအဲ့ဒီစာကြောင်းတွေကိုအတန်ထွက်ပြန်ဖတ်ပြန်လေ့ကျင့်စကလုံးတစ်လုံးကိုကျွမ်းကျင်သွားပြီလို့ခံစားရင်နောက်စကလုံးအသက်တစ်လုံးနဲ့အစားထိုးလိုက်ရုံပါပဲကဲဒါဆိုရင်တော့အပိုင်း၃ပိုင်းလုံးပြီးသွားပြီပေါ့နော်အခုပြောသွားတဲ့စနစ်ကျတဲ့ညီလိုင်းတွေကိုအားလုံးပေါင်းပြီးပြန်ကြည့်လိုက်ကြအောင် ဒါကတော့အင်္ဂလိပ်စာကျွမ်းကျင်ဖို့အကျယ်ပြည့်စုံတဲ့လက်ဆွဲစာအုပ်ပါပဲအခြေခံအုံးမြင့်အနေနဲ့ဒီဇိုင်းမတ်လုံနိုင်တဲ့စိတ်အားထက်တန်တဲ့စိတ်ထားကိုတည်ဆောက်ရမယ်ပြီးရင်လောင်စာအနေနဲ့ကိုတကယ်နှစ်သက်တဲ့အကြောင်းအရာတွေနဲ့နေ့တိုင်းနှမြုံလေးလာရမယ်နောက်ဆုံးလက်နက်ကိရိယာတွေအနေနဲ့သက်သေပြပြီးသားနီလန်းကောင်းတွေနဲ့လက်တွေ့လေ့ကျင့်သွားရမှာပါဒါဆိုအခုရှင်းပြသွားတဲ့လက်နက်ကိရိယာတွေကဘယ်တစ်ခုကိုကိုယ့်ရဲ့လက်ဆွဲစာအုပ်ထဲမှာပထမဆုံးထည့်သုံးကြည့်မလဲအခုပဲစပြီးဆုံးဖြတ်လိုက်ကြရအောင်အသေးစိတ်ကို podcast အနည်းဖြင့်ဆက်လက်နားဆင်ကြပါရှင်မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့အင်္ဂလိပ်စကားပြောကျွမ်းကျင်မှုတိုးတက်ခြင်းတွေအတွက်တကယ်ကိုအတွန်းဝင်မဲ့အချက်တွေပါဟုတ်ကဲ့ကျွန်တော်တို့လေ့လာကြည့်မှာက Anthony Gallagher ဆိုတဲ့ပညာရှင်တယောက်ရဲ့အတွေ့အကြုံပေါ်ခြေခံထားတဲ့လမ်းညွှန်ချက်တွေဖြစ်ပါတယ်ဟုတ်ပါတယ်သူကအင်္ဂလိပ်စကားပြောကျွမ်းကျင်မှုရရှိရန်စီးမြင့်10ခုဆိုပြီးရေးထားတာလေသူရဲ့အတွေ့အကြုံကလည်းမနည်းဘူးနော်10နှစ်လောက်သင်ကြားခဲ့တာဆိုတော့အဲ့ဒါကြောင့်သူစီမင်းတွေကတကယ်လက်တွေ့ကြမဲ့ပုံစံမျိုးရှိပါတယ်ကျွန်တော်တို့စီဒီအကြောင်းအရာကိုတောင်းဆိုထားတဲ့နားထောင်သူကလည်းဒီအတိုင်းပဲတီးချင်တာပါအနှစ်သာရကိုနားလည်ရုံမဟုတ်ပဲဘလို့အသုံးချမလဲဆိုတာမျိုးပေါ့အဲ့ဒါကြောင့်မလို့ဒီနေ့ကျမတို့ရဲ့အထူးရည်ရွယ်ချက်ကဒီစီမင်း10ခုကိုတစ်ခုချင်းစီအသေးစိတ်လေ့လာမယ်ပြီးတော့ဘာသာစကားလေ့လာနေသူတွေအတွက်ချက်ချင်းသုံးလို့ရမယ့်နီလန်းကောင်းတွေအတွေးခေါ်လေးတွေကိုဖော်ထုတ်ဆွေးနွေးသားကြမယ်စိတ်ဝင်စားစရာဆွေးနွေးမှုတစ်ခုခင်မှာပါဟုတ်ဒီစီမင်းတွေကတစ်ခုချင်းစီလေကောင်းသလိုပေါင်းလိုက်ရင်ပို့ပြီးလို့အစွမ်းထပ်လာနိုင်တယ်လीဟုတ်ပါအဲ့ဒီချစ်ဆက်မှုလေးတွေကိုပါကျမတို့ဒီနေ့တေချာပြောပြသွားကြတာပေါ့နော်ကဲဒါဆိုပထမဆုံးစီမင်းလေးနဲ့ဆက်လိုက်ရအောင်လားဆက်လိုက်ကြရအောင်ပထမဆုံးတစ်ခုကဘာများလဲနံပါတ်1ကအတိတ်ဘာတို့စကားလုံးများဖြင့်အစားထိုးလဲလဲသုံးဆွဲခြင်းနဲ့ရိုးရှင်းသလိုထင်ရပေမဲ့အရေးကြီးတယ်လို့သူကဆိုထားတယ်ဟုတ်ကဲ့ synonym တွေသုံးခိုင်းတာပေါ့အဲ့လိုမျိုးကိုခဏသုံးနေကြစကားလုံးတွေဥမာ beautiful ဆိုပါတော့အဲ့ဒါကြီးပဲထပ်ခါပြောမယ်စား magnificent တို့ gorgeous stunning charming ဆိုတာတွေပြောင်းသုံးကြည့်ဖို့အဲ့ဒါကဝါဟာရကျွယ်ဝတဲ့ပုံပေါက်စေတာပေါ့လေစကားပြောတာလဲပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာနိုင်တယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီမှာကျွန်မနည်းနည်းစဉ်းစားမိတာကအတိတ်ပဲတူတယ်ဆိုပေမဲ့လေယူလေတင်ခြေနေအဲ့ရသုံးတာနည်းနည်းကွာတတ်တယ်မလားအဲ့တော့မားသုံးမိမှမျိုးဒါမှမဟုတ်အရန်ကြီးစာဆန်သွားတာမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါကောင်းတဲ့ချက်ပဲဟုတ်တယ်ဒီစီမင်းရဲ့ပထမဆုံးအဆင့်ကကိုဘဲစကလုံးတွေကိုထပ်တလဲလဲသုံးနေမိလဲဆိုတာကိုအရင်သတိထားမိဖို့ပဲကိုပုံစံကိုတီးပြီးဆိုရင်thesaurus လိုမျိုးအဘိဓာန်တွေသုံးလို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီမှာတွေ့တဲ့စကလုံးတိုင်းကိုတန်းသုံးတာထက်အဲ့ဒီစကလုံးတဲ့ရဲ့အတိတ်ပဲအတီးကြဘယ်လိုချင်းနေ context မှာသုံးတယ်တဘာဝကြရလားဆိုတာကိုဥပမာစာကြောင်းတွေနဲ့သေချာလေ့လာဖို့လိုတယ်လေဆိုလိုတာကစကလုံးတစ်လုံးနဲ့ကြက်တာထက်စာကြောင်းနဲ့တွဲမှတ်ကပိုကောင်းတယ်ပေါ့နော်အဲ့ဒါအကောင်းဆုံးပဲကိုပိုင်ဝါဟာရစာရင်လေးလုပ်ပြီးကိုသုံးနိုင်မဲ့ဥပမာစာကြောင်းကိုယ်တိုင်ရေးကြည့်တာကအလက်ကျက်တာထက်ပိုထိရောက်တယ်ဝါဟာရလည်းတိုးတယ်စကားပြောလဲပိုပြီးအယောင်အသွေးဆုံလာတာပေါ့ရှင့်ဒါဝါဟာရပိုင်းပေါ့အဲ့ဒီကလေးဆက်ပြီးတော့ तू ကဘာသာစကားရဲ့နောက်ထပ်ချမ်း input ပေါ့နားထောင်ခြင်းကိုအကြီးကျယ်အလေးပေးထားပြန်ရောအိုးနားထောင်ခြင်းဟုတ်တယ်အရေးကြီးတယ်လေအဲ့ဒါဒုတိယစီမင်းကနားထောင်မှာတဲ့သုံးခွာတောင်ဆိုတော့အရေးကြီးလို့ထင်တယ်အင်္ဂလိပ်လိုရေးထားတာပြောထားတာဘာပဲဖြစ်ဖြစ်သချင်းရုပ်ရှင် podcast ဟောပြောပွဲအတန်ထွက်စာအုပ်
ဟုတ်ကဲ့အကုန်နားထောင်ခိုင်းတာ အကုန်ပဲပြီးတော့ MP3 player လေးတွေနဲ့အမြဲနားထောင်နေတဲ့ကျောင်းသားတွေကပိုအောင်ရင်တယ်ဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ကလေးတွေဘာသာစကားစတင်တယ်လို့မျိုးလို့သူကပြောတာ ဟုတ်ပါတယ်ဒါက immersion လို့ခေါ်ရဲ့ပဝင်းကျင်ကနေဘာသာစကားကိုစုပ်ယူတင်ယူခြင်းရဲ့အခြေခံသဘောတရားပဲလေစာအုပ်ထင်ကတစီမင်းတွေလေးလာတာထက်အတန်ထွက်အတန်နဲ့အတန်ထား intonation စကားပြောတဲ့ rhythm တဘာဝကြကြပြောတဲ့စကားစုတွေ collocations အဲ့ဒါတွေကိုနားနဲ့ငပါကြောင်လို့တာကပိုပြီးနည်းနည်းဆိုင်မှတ်မိစေတယ်ဦးနောက်ကလို့မှတ်တော်တယ်လေကိုplanပြောတဲ့အခါအဲ့ဒီပုံစံတွေကအလိုလိုက်ပါလာတတ်တယ် ဟုတ်ပြီအခုခေတ်မှာဆိုပိုတောင်လွယ်ထဲတယ်နော်ဖုန်းထဲမှာကိုပဲအတန်ဖိုင်တွေ podcast တွေ audio books တွေ YouTube channel တွေအများကြီးပဲ ကတင်ကိုပေါ်ပါတယ်အဓိကကတော့ကိုစိတ်ဝင်စားတဲ့အကြောင်းအရာကိုရွေးပြီးတော့နေ့စဉ်နားထောင်ဖြစ်ဖို့ပဲလိုတာပါ နားထောင်တာအပြင်စာဖတ်တာကိုလည်းသူကအားပေးထားတယ်ရှင်ဒါပေမဲ့စီမင်းသုံးမှာပြောတာကနည်းနည်းလေးထူးတယ်ပျော်ရွှင်မှုအတွက်စာဖတ်ပါတဲ့ အဲ့ဒါကောင်းတယ်နော်ဖိအားမပါပဲဖတ်တာ ဟုတ်တယ်စံပွဲအတွက်အလုပ်အတွက် PC ဖတ်တာမျိုးမဟုတ်ပဲကိုတကယ်ကြိုက်တဲ့စာစိတ်ဝင်စားတဲ့စာကိုပေါ့ပါလေးဖတ်ဖို့ပြောတာတက်တာတွေစကလုံးတွေမသိမှစိတ်မပူပဲဇလန်ဒါမှမဟုတ်အကြောင်းအရာထဲမှာနစ်မျောပြီးဖတ်ဖို့ပေါ့ အဲ့ဒီမှာစိတ်ဝင်စားစရာအချက်ရှိတယ်ဗျာကျွန်တော်တို့စိတ်ဖီးစီးမှုမရှိပဲပျော်နေတဲ့အချိန်ဆိုရင်ဦးနောက်ကအချက်လက်တွေကိုပိုပြီးလွယ်ကူစုပ်ယူနေတယ်တဲ့ ဟုတ်လား ဟုတ်တယ်တင်ယူမှုကဝင်ထုတ်ဝင်ဖို့မဟုတ်တော့ပဲပျော်စရာဖြစ်သွားရင်မညံထဲမှာပိုဆွဲတယ်လေပြီးတော့ပျော်လို့ဖတ်တာဆိုတော့အများကြီးဖတ်ဖြစ်ဖို့လေအလားများတာပေါ့ အဲ့ဒါတော့ဟုတ်တယ်အစိမ့်မြင့်ကျွမ်းကျင်သူတွေကစာအုပ်တွေ magazine တွေ blog တွေအများကြီးဖတ်ကြတယ်လို့လေသူကရေးထားတယ် အဲ့ဒါနဲ့ချိတ်ဆက်နေတာပေါ့အေးကြီးတာကကိုအင်္ဂလိပ်စာ level နဲ့ခွင့်ညီပြီးကိုတကယ် enjoy ဖြစ်မဲ့စာကိုရွေးတော့ဖို့ပဲအခုဆို graded readers လို့ခေါ်တဲ့အဆင့်လိုက်စာအုပ်တွေဒါစာနာမည်ကြီးဝတ္ထုတွေ blog တွေအထိအများကြီးရှိနေပြီပဲ ရွေးစရာတွေတော့ပေါ်တာပေါ့နော်စာဖတ်တာအပြင်နောက်ထပ်ပြောစရာနီလန်းတစ်ခုစိမ့်မြင့်လေးမှလာပြီရုပ်ရှင်ဇလံတွဲများကိုအသုံးပြုပါတယ်ဒါလူကြိုက်များမှတည်ကြတယ် ဟုတ်တယ်ဒါပေမဲ့ မှန်ကန်တဲ့နေနဲ့သုံးဖို့လိုတယ်လို့သူကအထူးပြောထားတယ်ပြီးတော့သူကျောင်းသူတယောက်အကြောင်းပြောထားတာ movie script တွေကို print ထုတ်ပြီးလေ့လာတယ်ဆိုတာလေ အဲ့ဒါတော်ကောင်းတဲ့ idea ပဲ အဲ့လို script နဲ့တွဲလေ့လာတာကဘာလို့ပိုထိလောက်တယ်လို့ထင်လဲရှင် အဓိကအားသာချက်က learning in context လို့ခေါ်တဲ့အကြောင်းအရာနဲ့ဆက်ဆက်ပြီးသင်ယူခွင့်ရတာပဲစကားလုံးတွေစကားစုံတွေကိုတီးခြားချက်အထက်ဘဲစကောင်ကဘလို့အချင်းနဲ့မှာဘလို့မှုနဲ့ဒီစကားကိုပြောတော့လဲဆိုတာကို ဟုတ်ကဲ့ ရောအတန်ရောမြင်အောင်ကြားအောင်ပြီးမလိုက်ကိုပိုပြီးဆွဲသွားတာပေါ့နောက်တစ်ချက်ကနေစဉ်သုံးသဘာဝကျတဲ့အင်္ဂလိပ်စကားပြောကိုတိုက်ရိုက်ထိတွေ့ရတာ အဲ့ဒါအရေးကြီးတယ်နော် textbook ထက်ကလို့မဟုတ်ပဲတကယ်ပြောနေတဲ့ပုံစံမျိုး ဟုတ်ပဲသူတို့ရဲ့အတန်ထွက်လေယူလေသိန်းစကားအတော်ချုံပြောပုံတွေ slang တွေ idioms တွေပေါ့သင်ခန်းစာတွေကလို့မဟုတ်ပဲ real life မှာသုံးတဲ့ပုံစံတိုင်းကြားရမြင်ရတာလက်တွေ့သုံးမင်ဆိုတော့ရုပ်ရှင်တကားလုံးကိုတထိုင်တည်းကြည့်ပြီးလေ့လာတာထက်ဆိုင်ရင် ဟုတ် script နဲ့လေ့လာမယ့်အခန်းဒါမှမဟုတ်10မိနစ်20လောက်အပိုင်းလေးတွေကိုအရင်သေချာလေ့လာပြီးမှပြင်ကြည့်တာကပိုကောင်းမယ်ထင်လေအာယုံစူးစိုက်မှုလည်းပိုရတယ်အချိန်လည်းပိုထိရောက်တာပေါ့ ပေါင်းလိုက်တာကြံ့ညမ်းမယ်ဒါပေမဲ့ဒီလိုနီလန်းကောင်းဖယ်ရှိပေမဲ့ခဏလေးလုပ်ပြီးပေးထားလိုက်ရင်တော့ဘာမှထူးမှာမဟုတ်ဘူးလေ မှန်ပါတယ်အဲ့ဒါကြောင့်စီမင်းငါကလာပြီးအမြဲတစေလက်ဆောင်ပါတယ် consistency is key ပေါ့နော် ဟုတ်ကဲ့တစိုက်မလုပ်ဖို့ နီးစဉ်အင်္ဂလိပ်စာနဲ့ထိတွေ့မှုရှိနေဖို့ကကျွမ်းကျင်မှုအတွက်အရေးကြီးဆုံးထက်ကတစ်ခုပဲတဲ့အနည်းဆုံးတစ်နေ့တစ်နာရီလုံးအချိန်ပေးပါလို့သူကတိုက်တွန်းထားတယ်တစ်နာရီဆိုတာနည်းနည်းများတယ်လို့ထင်မိလေအလုံးများတဲ့သူတွေအတွက်ရောဒီတစ်နာရီကိုဘလို့ရှာကြမလဲ ဟုတ်ဒီညမှာအရေးကြီးတာထိတွေ့မှုဆိုတဲ့စကားလုံးပဲတနင်္လာလုံးစာချက်စာဝဲမှာထိုင်နေရမယ်လို့ဆိုလိုတာမဟုတ်ဘူးလေ အော်ဟုတ်ကဲ့ စောစောကပြောခဲ့တဲ့နီလန်းနေနဲ့ပေါင်းလို့ရတယ်ဥပမာအလုတ်သွားရင်ကားမောင်းရင် podcast နားထောင်တော့စီမင်းနေလေနေ့လည်စားချိန်မှာကိုကြိုက်တဲ့ blog ခဏဖတ်လိုက်တာစီမင်းသုံးညနေပိုင်းနားနေရုပ်ရှင်အပိုင်းတူကြီးကြည့်လိုက်တာစီမင်းလေဆိုတော့ကိုယ့်ရဲ့နေ့စဉ် routine ထဲကိုထည့်သွင်းပါဖို့ပေါ့ အဲ့လိုမျိုး shake zek ပေါ့တွိုင်းလိုင်း15မိနစ်နားချင်15မိနစ်အိပ်ရမဝင်ခင်မိနစ်30အဲ့လိုစုလိုက်တနားရီဆိုတာဖြစ်နိုင်ပါတယ်အဓိကနေ့တိုင်းလုပ်ဖြစ်ဖို့ပဲ ဟုတ်ကဲ့ကြရက်အများကြီးလုပ်ပြီးနောက်ရက်တက်တာထက်ဆိုင်ရင် နေ့စဉ်နည်းနည်းစီပုံမှန်လှုပ်သွားတာကဘာသာစကားကိုဥနှုတ်ထဲမှာဆွဲစိတ်ဖို့ပူထီရောက်တယ်ဗျာ မှန်လောက်ဖို့ဆိုတာကလည်းပြောတော့တာလွယ်တာရှင်တကယ်တမ်းကျစိတ်သက်ကြတာတော့ပြင်းလာတာတော့ဖြစ်တတ်တယ်လीအဲ့ဒီခါကျဘလို့ဆက်ထိန်မလဲ
အဲ့ဒါအတွက်လည်း तू ကထည့်ပြောထားတယ်ဟုတ်စီမင်း6ဟုတ်တယ်စီမင်း6ကစိတ်အားထက်သန်မှုရှိနေပါစေတယ် stay motivated ပေါ့နီလန်ကတော့အင်္ဂလိပ်စာသင်ယူခြင်းကြိုးကျေးဇူးတွေကိုပြန်စဉ်းစားဖို့တဲ့ကိုယ့်ရဲ့ why ကိုပြန်ရှာနိုင်တာ ဟုတ်ကိုကဘာကြောင့်အင်္ဂလိပ်စာသင်နေတာလဲပေါ့ဥပမာပိုကောင်းတယ်လို့ရဖို့ဆိုရင်အဲ့ဒီလောကနေရမယ်လရှာပိုကောင်းတာတော့ခီးသွားခွင့်ရလာတော့ကိုတွေးချိခိုက်တယ်ဒီလိုတွေးတာကတကယ်ပဲ motivation ကိုကြာကြာထိန်းထားနိုင်လို့လားထိန်းထားနိုင်နေဗျာဒါကစိတ်ပညာသဘောတရားပဲလူတွေကကိုလုတ်တဲ့အလုပ်ရဲ့နောက်ခွဲကအကျိုးကျေးဇူးကိုရှင်းရှင်းလင်းလင်းမြင်ရောက်နိုင်ရင်အဲ့ဒီအလုပ်ကိုလုပ်ဖို့ပိုပြီးအားတက်လာတယ်ငါစာကြရမယ်ဆိုတဲ့အတွေးထဲငါတာတက်ရင်ငါလိုချင်တာတွေဖြစ်လာမယ်ဆိုတဲ့အတွေးကပိုအားကောင်းတယ်လေဟုတ်ကဲ့ခလာဟာအကြံပေးထားတဲ့လေ့ကျင့်ခန်းကလည်းကောင်းတယ်အဲ့ဒီအကျိုးကျေးဇူးတွေကိုခြားရည်ဖြစ်နိုင်ရင်အဲ့ဒါနဲ့ဆိုင်တဲ့ပုံလေးတွေရှာပြီးမဆုစာဥမှာကတ်ထားဒါမှမဟုတ်ဖုန်း wallpaper ထားတာမျိုးပေါ့နော်လေးတိုင်းမြင်နေအောင်လုပ်ခိုင်းတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုလစ်လာတာကပန်းတိုင်စီထွားနေတဲ့ခီးစဉ်တစ်ခုလိုဖြစ်လာပြီးအခက်အခဲတွေ့ရင်တော့ပြန်ပြီးအားတင်းမှုလဲထွားတာပေါ့ကောင်းလိုက်တာ motivation လည်းရှိပြီးမှန်လည်းလုပ်နေပြီဆိုရင်ဘာကိုလေ့လာမလဲဆိုတာလည်းအရေးကြီးလာပြန်ပြီစီမင်းခွန်က IDMs တီလေ့လာဖို့ပြောထားတယ်စကားပုံတို့ဆွေးရစကားတို့ပေါ့ဟုတ်ကဲ့ IDMs ဒါတွေကဘာလို့ဒီလောက်အရေးကြီးရတာလဲရှင်ဥပမာပေးထားတာ a piece of cake တို့ bite of more than he could chew တို့ဒါရင်တည်ရင်တကယ်နားလည်မှုမှာထိခိုက်နိုင်လားထိခိုက်နိုင်တယ် thoroughly ထိခိုက်နိုင်တယ်အထူးတဲ့နေစဉ်ဆုံးစကားပြောရရုပ်ရှင်လေးတချင်းနေနားထောင်တဲ့အခါမှာပေါ့ native speaker တွေက idioms ကိုတဘာဝကြံနဲ့ခဏသုံးကြတာဟုတ်ကဲ့ဒါတွေကိုစကလုံးတိုက်ဘာသာပြန်လိုက်ရင်အတိပဲလုံးဝလွဲရောဟုတ်တယ်မလားဟုတ်ပါလွဲနိုင်တယ် idioms အလုံးကိုသိဖို့တော့မလိုပါဘူးဒါပေမဲ့အသုံးများတဲ့ဟာအခုတရားနေရာလောက်ကိုနားလည်ထားရင်ကိုပဲနားလည်နိုင်ဆိုတာကတိတိတတ်လိုက်မှာကိုယ်တိုင်ပြန်သုံးဖို့မဟုတ်ရင်တောင်သူများပြောတာနားလဲဖို့အဓိကပေါ့နော်ဟုတ်ပါအဲ့ဒါအဓိကပဲအခုခေတ်မှာအသုံးများတဲ့ idioms ကိုရှင်းပြထားတဲ့ online အရင်မြစ်တွေ video တွေ app တွေအများကြီးရှိနေပြီပဲစီမင်းရှင်းမှာပြောမယ်အခက်မှအရင်မြစ်တွေကိုသုံးပြီးလေ့လာလို့ရတာပေါ့ဟုတ်ပြီဒါဆိုစီမင်းရှစ်ကိုဆက်သွားလိုက်အောင်အခမတ်ရရှိနိုင်တော့အရင်မြစ်ချကိုအသုံးချပါတယ်ဒါတော့တကယ်သတင်းကောင်းပါဟုတ်ပါအခုခေတ်လေ့လာသူတွေအတွက်အခွင့်အရေးပဲအင်တာနက်ပေါ်မှာဆောင်းပါဗီဒီယိုအတန်ဖိုင်လေ့ကျင့်ခန်းforum အပိတန်ပါတော့ပြန်အကုန်အခမတ်ရနိုင်တာတွေကြီးပဲဟုတ်တယ်လွန်ခဲ့တဲ့10စုနှစ်တည်းကနေဘရောက်ကွာသွားပြီလေစာအုပ်တို့တင်တန်းတို့ပဲအားကိုးရတာလေရင်ကတော်ကွာသွားပြီဒီအခွင့်အရေးကိုအကောင်းဆုံးဘယ်လိုအသုံးချကြမလဲအဓိကကတော့ဤပညာကဘာသာစကားလေ့လာမှုကိုတကယ်ကိုလူတိုင်းလေ့လာမိအောင်လုပ်ပေးလိုက်တာပဲအရင်လိုအင်္ဂလိပ်စကားပြောနိုင်ကန်သွားစရာမလိုငွေအများကြီးအကုန်ခံစရာမလိုတော့ဘူးအိမ်မနေရတင်လို့ရနေပြီဟုတ်တယ်ကမ္ဘာအစစ်မီတင်ထောက်ကူတွေကိုသုံးနိုင်နေပြီအရေးကြီးတာကတရင်ချက်လက်တွေတိတ်ပေါ်လွန်းတော့ကိုယ့်အတွက်တကယ်အသုံးဝင်မဲ့ရေအသွေးကောင်းတဲ့အရင်းမြစ်တွေကိုရွေးတတ်ဖို့ပဲဟုတ်ကဲ့ကိုနဲ့ကိုက်နေတာကိုရှာတတ်ဖို့ပါကိုသင်ယူမှုပုံစံကိုပန်းနိုင်တဲ့ကိုက်ညီတဲ့ website YouTube channels apps တွေကိုတေချာရွေးပြီးစနစ်တကျသုံးဖို့လိုပါတယ်ဒီစာရေးသူ Kelly Hair ကိုတိုင်းတောင်သူရဲ့ sunenglish.com မှာအခမတ်သင်ခန်းစာတွေအများကြီးရှိတယ်လို့ပြောထားတယ်လေကောင်းလိုက်တာနီးပညာနဲ့အရင်းမြစ်တဲ့အကြောင်းပြောပြီးပြီဆိုတော့တတလိုမျိုးနဲ့လေးအချောက်တိုက်နိုင်တယ်လို့ထင်ရတဲ့အပိုင်းကိုဘလို့ထိရောက်လေ့လာမလဲစီမင်းခုံးကစိတ်ဝင်စားဖို့ကောင်းနေရှင်တတစီမင်းကိုလေ့လာပြီးနောက်၎င်းကိုနားထောင်ပါတယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်စောက်ထက်ကစီမင်းဒီဥမာတွေကိုအလွတ်ကျက်ထားတာတဲ့ပိုကောင်းတယ်လို့ဆိုတယ်လုပ်ပုံလို့နီးကစီမင်းကိုအရင်ဖက်နားနေအောင်လုပ်ပြီးရင်အဲ့ဒီတတပွန်စံသုံးထားတဲ့ဥမာစာကြောင်းတွေကိုအတန်သွင်းဒါမှမဟုတ်ရှာပြီးအချင်းချင်းနားထောင်ခိုင်းတာဟုတ်ကဲ့ဒီနီးကဘလို့အလုပ်လုပ်တယ်လဲဆိုတော့လေဒတာဖွဲ့စည်းပုံ structure တစ်ခုကိုတိကျခွဲထုတ်ပြီးအတန်နဲ့ထပ်ခါထိတွေ့စေတာစာနဲ့ချေဖတ်ထားတာတဲ့အဲ့ဒီ structure အတိုင်းပြောထားတဲ့စာကြောင်းတွေကိုအတန်နဲ့အချင်းချင်းကြားလိုက်တဲ့အခါအဲ့ဒီ pattern ကဥနောက်ထဲမှာပိုပြီးဆွဲသွားတယ်တချင်းတပုတ်လို့ပေါ့အချင်းချင်းနားထောင်ရင်အလွတ်ရသွားသလိုမျိုးဟုတ်ကဲ့နားရင်သွားလာပေါ့ဟုတ်တယ်နားရင်တော့ကိုယ်တိုင်ပြန်ရေးတဲ့အခါမန်တဲ့ပုံစံကအလိုလိုထွက်လာဖို့အလားအလာပိုများသွားတယ်ဒါကိုစီမီနံပါတ်2နဲ့ချိန်လို့ရတယ်လေဟုတ်တယ်တွားရင်လာရင်နားထောင်လို့ရတာပေါ့ဟုတ်ပါကိုလီလာနေတဲ့တက်တာဥပမာစာကြောင်းတွေရဲ့အတန်ဖိုင်ကိုဖုံးထဲထည့်ပြီးအားတဲ့ချိန်နားထောင်နေလိုက်ရုံပဲအဲ့ဒါတူတူလေးထိရောက်တဲ့နီလန်းတစ်ခုပဲနောက်ဆုံးစီမီနံပါတ်10ကတော့ဝေါ်ဟာရာကိုပြန်ရောက်သွားပြီဒါပေမဲ့စီမီနစ်နဲ့နည်းနည်းကွာတယ်ဒါကတင်ရင်ဝေါ်ဟာရာစွမ်းအားကိုတိုးမြင့်ပါတဲ့ expand your vocabulary power ပေါ့ဝါရာအသစ်တွေတင်ဖို့အာရုံစိုက်တာလို့ဟုတ်တယ်
သူအကြံပြုတဲ့နီလန်ကအစစ်နေနဲ့သူတို့ရှင်းလင်းနေရှင်စကလုံးအထိ9လုံးရွေးမယ် Learner's Dictionary ကအတိတ်ပဲသူတို့ရှာမယ်ပြီးတော့ကိုနဲ့ဆက်ဆက်ပြီးအမိတ်ရလွယ်မဲ့ဥပမာစာကြောင်းကိုယ်တိုင်ရေးမယ် အဲ့ဒါအရေးကြီးတယ်ကိုယ်တိုင်ရေးတာ ပြီးရင်နေ့စဉ်10မိနစ်လောက်အဲ့ဒီစကလုံးတွေနဲ့စာကြောင်းတွေကိုအတန်ထွက်ပြန်ဖတ်ပြီးလေ့လာသုံးသပ်ဖို့တိုက်တွန်းထားတယ်ဒီနည်းလေးအထီးကတော့ချက်ကဘာထိမေထင်လဲ ဒီနီလန်းမှာအချက်နှစ်ခုပေါင်းထားတာတွေ့ရတယ်တစ်ခုက repetition ပေါ့ထပ်ခါတလဲလေထီတွေ့ချင်းစကလုံးတစ်ကိုအတိတ်ပဲကိုယ်တိုင်ရေးထားတဲ့ဥပမာစာကြောင်းနဲ့နေ့စဉ်ပြန်တွေ့ပြန်ဖတ်တော့မှတ်ဉာဏ်နဲ့မှဆွေးသွားတာပေါ့ ဟုတ်ကဲ့ နောက်တစ်ချက်က active recall လို့ခေါ်တဲ့တက်ကြွရစွာပြန်လဲထုတ်ဖော်ခြင်းစာကြောင်းတွေကိုစိတ်ထဲကဖတ်ကာထက်အသံထွက်ဖတ်လိုက်တော့ဦးနောက်မျက်လုံးပါးဆက်ကြွတာတဲ့အကုန်အလုပ်လုပ်ရပြီးတကယ်စကားပြောတဲ့အခါပိုအဆင့်သင်ဖြစ်စေတယ် အတန်ထွက်ဖတ်တာကအရေးကြီးတာကို ဟုတ်တယ်ပြီးတော့ကိုယ်နဲ့ဆက်ဆက်တဲ့ဥမာစာကြောင်းရေးခိုင်းတာကလည်းအဲ့ဒီစကလုံးကိုကိုယ့်ရဲ့အတွေ့အကြုံခံစားချက်တွေနဲ့ချိတ်ပြီးလိုက်တော့ပိုပြီးမှတ်မိလွယ်စီတာပေါ့သူပြောတဲ့ master list ဆိုတာကလည်းကောင်းတယ်ကျွမ်းကျင်သွားတဲ့စကလုံးတွေကိုစရင်ကဖဲအတစ်တီနဲ့အစားထိုးအဲ့လိုနဲ့ကိုယ်ဝေါ်ဟာရာကိုဆက်တိုက်တိုးတက်အောင်လုပ်သွားတာ စနစ်တကျရှိလာပါတယ်ဒါဆိုရင်တော့ Anthony Callagher ရဲ့စီးမင်းဆယ်ခုကိုလက်တွေ့သုံးနိုင်မေရှုထောင်ကနေအတော်လေးစုံစုံလင်လင်ဆွေးနွေးခဲ့ကြပြီလို့ထင်ပါတယ်အဓိကပြန်ချုံရရင်လေဒီစီးမင်းတဲ့အားလုံးကိုခြုံကြည့်လိုက်တော့ထင်ရှားတာကအင်္ဂလိပ်စာကိုတီးခြားဘာသာရက်ကြီးလို့ဖိအားပေးပြီးတင်တာမျိုးထက် ဟုတ်တယ်ပြောစရာလီလန့်နေနဲ့တင်တာ ဟုတ်ကဲ့ကိုယ့်ရဲ့နေစဉ်မွားတွေကိုပျော်ရွှင်စရာစီမင်း3လေးအမြဲတမ်းစီလုပ်ဖြစ်မြစီမင်း5ပြီးတော့နားမျက်စိပါးစပ်အာယုံအကုန်သုံးတဲ့စီမင်းနှစ်90နီလာနေနဲ့ဂျက်ကက်ပေါ့နော်ပါပါနဲ့ပေါင်းဆက်ထည့်သွင်းသွားဖို့လိုတယ်ဆိုရဲချက်ပါပဲ အေးတကယ်မှန်ပါတယ်ဖိစပြောချင်တာကဒီစီမင်းတွေကိုလိုက်နာကျင်တုံးလိုက်ရင်ရလာမယ့်အကျိုးကစကားပြောကျွမ်းကျင်မှုတက်လာအောင်မဟုတ်ဘူးဗျဘာသာတကားတစ်ခုရဲ့တိမ်မွေမှုသူ့ရဲ့အလားအအတွင်းစိတ်ခံစားမှုတွေကိုပိုပြီးနည်းနည်းနားလဲခံစားတတ်လာစေတယ်ပြီးတော့တင်ယူမှုဖြစ်စဉ်ကြီးတစ်ခုလုံးကိုနီးငွေရှာအလုပ်ကြီးတစ်ခုလုံးမဟုတ်တော့ပဲဆေလိုရှားစရာကောင်းတဲ့မြန်နာအတစ်တစ်ဒီရှာဖွေတွေ့ရှိနေရတဲ့ခီးစဉ်တစ်ခုလိုဖြစ်သွားစေနိုင်တယ် ကောင်းလိုက်တဲ့အဆုံးသက်လေးပါပဲအဆုံးသက်အနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါရှင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့စီမင်း10ခုထဲမှာလည်းကိုယ့်ရဲ့လက်ရှိအခြေအနေကိုယ့်ရဲ့အားသာချက်အားမဲချက်ကိုယ့်ရဲ့တင်ယူမှုပုံစံနဲ့ဘယ်စီမင်းတွေကအကိုက်ညီဆုံးအထီရောက်ဆုံးထင်နိုင်မလဲ ဟုတ်ကဲ့ကိုယ့်အတွက်အကောင်းဆုံး mix ကိုရှာဖို့ပေါ့နော် ဟုတ်ပါတယ်ဘယ်ချက်တွေကိုအရင်ဆုံးစပြီးလက်တွေ့အတုံးချကြည့်မလဲဆိုတာလေးပြန်လက်ဆန်းစစ်တုံးသက်ကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အထက်ဆွေးနွေးမှုကိုဒီမှာပဲရပ်နားလိုက်ပါစီရှင် ဟုတ်ကဲ့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗျာ နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်